အသေးခွဲနေတဲ့တငယ်ချင်းကိုအားပေးရတဲ့ဆင်းလေးပေါ့နော်ဒီဆင်းလေးနဲ့အတူတူလူမှုရေးကျမ်းမာရေးစီးပွားရေးတွေအဆင်ပြေဖို့ကျွန်တော်ကလည်းဆုမကောင်းတောင်းအားပေးပါတယ်လူဆိုတာရဲ့ချိန်မို့ရှိရတယ်သူမင်းနဲ့မပတ်သက်ချင်တာလဲမင်းသိပါတယ်တကယ်ချစ်ရင်ပြန်လာမှာပေါ့တကယ်ချင်းရဲ့သူတို့ဘာစိတ်ချမ်းသာရင်မင်းလဲကူတော့ Okay again ဆိုတော့လည်းဒီလိုဆိုမယ်လူဆိုတာရင်မန္တရှိရတယ်မင်းရချင်ပြီလို့မမေ့နိုင်တာလဲသိပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးတကယ်တည်းရဲ့မင်းချစ်ခဲ့ပြီးပြီပဲစိတ်လျှော်လိုက်တာကောင်းပါတယ် Are you ready? 1, 2 သူပြောတာလေးပဲတွေ့ရင်ချင်တဲ့ဆိုမင်းပြောတော့ရယူခြင်းဟာချစ်ဖို့ဆိုဒါဆိုမင်းဝန်နေပြီတဲ့သူရဲ့ပြုံးတွေမြည်ရလို့သူဆိုတာမင်းချက်ကောင်းကြီးကြီးသူဆိုဘာကြောင့်မို့ကောင်းကြီးကြီးကိုပေါင်းခဲ့လို့မင်းလို့ပြမလဲမင်းနဲ့ဝေဆုံးသွားတဲ့လူကိုဒီစလေးတော့ဒီဝေးကြရက်ဆက်ထားတော့ပါဒီစလေးနဲ့အတူတူကျွန်တော်ချက်ပြောပါ Thank you ပါချက်ပြောအားပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်သီရိရွှေစင်နဲ့အမတ်တရားနဲ့အတူတူဆုံရတဲ့အတွက်လည်းဝမ်းသာတယ်ချက်ပြောနောက်ထပ်တစ်ချိန်သီရိရွှေစင်တို့အားလုံးလက်ခုပ်တန်းချိန်တစ်ချက်လောက်ကြည့်ပေးပါဦးဗျာ Thank you ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာ La 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 Thank you ပါLa la 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 ဒီလေးကျေးဇူးပါလူဆိုတာနာကတူရှိရတယ်မင်းလာမထွေတော့လို့ပြောင်းနေတာလဲသိပါတယ်အားလုံးဒီတိုင်းဆိုမင်းပေးစခဲ့ပေမဲ့ရှုံးမရတာများပါတယ်အဲ့တော့ဆိုတော့ကျေးဇူး 1 2 3သူပြောတာလေးပဲတွေ့ရင်ချင်တဲ့ဆိုမင်းပြောတော့ရယူခြင်းဟာချစ်ဖို့ကိုဆိုဒါဆိုမင်းလက်ထမငိုတဲ့သူရဲ့ပြုံးတွေမြည်ရလို့သူဆိုတာမင်းချက်ကောင်းရင်ကြီးခုဆိုဘာကြောင့်မို့ဒီကောင်းရင်ကြီးကိုပေါင်းလို့မင်းလို့ပြမလဲမင်းနဲ့ဝေဆုံးသွားတဲ့လူကိုချစ်မလဲမင်းနဲ့ဝေဆုံးသွားတဲ့လူကိုကျေးဇူးပြောလိုက်တော့ပါတယ်မှာ Thank you ပါကျေးဇူးတင်ပါတယ်